ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van ကိုအကောင်းဆုံးပုံစံနဲ့ပွဲသိမ်းပြမယ်လို့ကြုံရလိုက်တဲ့ American Fighter Brandon Royval ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Joshua Van ကလာမယ့်နှစ်ပတ်မှာပွဲထုတ်သက်သွားရတော့မှာဖြစ်ပါတယ် Number 1 contender နေရာမှာရပ်တည်နေတဲ့ Brandon Royval နဲ့ရင်ဆိုင်ကစားသွားရမှာပါ Joshua Van အတွက်ဒီပွဲကတကယ်ကိုစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့ပွဲတစ်ပွဲလို့ဆိုကြည့်ချင်ပါတယ်Fan နဲ့ Brandon Royval ကိုအနိုင်လိုက်နိုင်ရင် Number 1 နေရာထိကိုတက်လန်းသွားမှာပါအဲ့ဒါဆိုရင် Fan ရဲ့နောက်ပွဲကချန်ပီယံလူပွဲထိုးဝင်ရဖို့သိကြသလောက်ပါပဲသို့ပေမဲ့ Fan နဲ့ရင်ဆိုင်ထိုးသက်ရမယ့် Fighter က short တွက်ထားလို့ရတဲ့ Fighter မဟုတ်ပါဘူး Number 1 contender နေရာမှာရပ်တည်နေတဲ့ဆိုကြတဲ့က Joshua Van တဲ့ level အများကြီးပိုတာနေပါတယ်သို့ပေမဲ့စွမ်းဆောင်ရည်ပိုင်းမှာတော့အများကြီးကွာဟလွန်နေတာတော့မဟုတ်ပါဘူး Fan အနေနဲ့ပြပြဝဝသာပြင်ဆင်ခွင့်ရမယ်ဆိုရင်ပြည်သက်တွေအနေနဲ့အရင်ကြီးစိုးရိမ်စရာလိုမယ်မထင်ပါဘူးတို့ပေမဲ့ Fan ကပွဲထိုးထားပြီးသားလို့၃ပတ်ကြော်ကြာမှာပဲနောက်တစ်ပွဲထိုးသက်ရမှာဖြစ်တဲ့ကြောင့်လို့အနေငယ်တော့စိတ်လှုပ်ရှားမိတာပါပြည်သက်တွေလည်းကျွန်တော်နဲ့ထပ်တူရင်ခုန်မိပဲထင်ပါတယ် Brandon Royval က Joshua Van တဲ့အရက်၅လက်မှပုံမြင်ပါတယ် Fan ကအရက်ရှိတဲ့ fighter တွေနဲ့ထိုးသက်ရရင်ပွဲစဉ်တွင်မှာအဆုံးသက်ပြနိုင်ခြင်းမရှိပါဘူးတို့ပေမဲ့ပြိုင်ဘက်တွေကိုတော့အကောင်းဆုံးစွမ်းဆောင်ရည်တွေချပြနိုင်တယ်ဆိုတဲ့ရှစ်ပွဲတွေကတတ်သိတွေပါပဲသူနဲ့ side to guide to fighter ဆိုရင် Joshua Van ကပွဲကိုအေးအေးဆေးဆေးဖျက်ပြနိုင်တယ်တွေ့ရပါတယ်ပြီးခဲ့တဲ့ပွဲက Bruno Silva ကိုဆိုရင် Joshua Van နဲ့လက်သီးထိုးချက်တွေနဲ့အကောင်းဆုံးတတိယအချိန်မှာအလဲထိုးနဲ့ကိုအနိုင်ပြနိုင်ခဲ့တာဖြစ်ပါတယ် Joshua Van ကတော့ Brandon Royval နဲ့ပွဲနဲ့ပတ်သက်ပြီးမြန်မာပြည်သက်တွေအနေနဲ့သူ့ကိုစိတ်မပူဖို့သူ့အနေနဲ့ training camp တွေကောင်းကောင်းလုပ်ဆောင်ဖို့အခြေအနေရှိတဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ခင်ဗျာပြည်သက်တွေအားလုံးစိတ်မပူကြပါနဲ့ကျွန်တော်အားလုံးကောင်းပါတယ်ဒဏ်ရာလည်းမရထားပါဘူးအားလုံးအဆင်ပြေပါတယ်ဆိုပြီး Chin Fighter လေးကပြောဆိုသွားခဲ့တာဖြစ်ပါတယ်သူအနေနဲ့ Brandon Royval ကိုအကောင်းဆုံးပုံစံနဲ့အနိုင်ပြမယ့်အကြောင်းကိုလည်း Fan ကအခုလိုထပ်မံပြောဆိုသွားပါတယ်ဒီကောင်ကတကယ်ကိုငကြမ်းပါ Top Fight တွေက Fighter တွေကိုတော့အနိုင်ပြထားလို့လုံးဝ short တွက်ထားလို့မရပါဘူးကျွန်တော်စိန်ခေါ်ခဲ့တဲ့ Champion ဟော Morino ကိုတော့ဒီကောင်က share ကိုဖြုတ်ပြထားတာပါသူနဲ့ထူရတဲ့စွန့်စားမှုလည်းကောင်းတယ်လို့အခွင့်ကောင်းတစ်ခုလည်းဖြစ်ပါတယ်သူ့ကိုနိုင်လိုက်ရင်ကျွန်တော်ကအဆင့်တက်သွားမှာပါနောက်ပွဲမှာ Title Fight တောင်ရှာသွားနိုင်ပါတယ်တကယ်ကိုစိတ်လှုပ်ရှားနေပါပြီမြန်မာပြည်သက်တွေလိုချင်နေတဲ့ရလက်မျိုးသဲဆောင်လာမှာပါလို့ Chin Fighter ကကြုံဝါသွားပါတယ်ဖန်ဒီပွဲအတွက်ပြင်ဆင်မှုတွေကိုလည်းအကောင်းဆုံးလှုပ်ဆောင်နေပါပြီသူအနေနဲ့ပြိုင်ပွဲရဲ့ကစားပုံကိုလည်းနီးစနစ်ကျကျလေ့လာနေတဲ့အကြောင်းအခုလိုမျိုးထပ်မံပြောဆိုသွားခဲ့ပြန်ပါတယ်ကျွန်တော်အနေနဲ့ Brandon Royval နဲ့ Tatsuro Taira တို့နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲကိုပြန်လည်ကြည့်ပြခဲ့ပါတယ်ကျွန်တော်သူနဲ့ထိုးဖို့အတွက်သူ့ပွဲတွေအားလုံးကိုပြန်လည်လေ့လာနေတာပါအရင်ကဆိုဒီလိုလေ့လာမှုတွေကျွန်တော်ကသိမလို့ဖြစ်ပါဘူးဒီလိုပြင်ဆင်မှုတွေကိုနီးပြတွေကပဲလှုပ်ဆောင်ပေးတာပါလွန်ခဲ့တဲ့၃ပွဲလောက်ကတည်းကကျွန်တော်ကိုယ်တိုင်ဒီလိုမျိုးလေ့လာပြပါတယ်ဒီຢာကတကယ်ကိုကျွန်တော်တို့အထောက်ပံ့ဖြစ်စေပါတယ်နီးပြတွေရဲ့မြင်တဲ့ပုံစံနဲ့ကျွန်တော်မြင်တဲ့ပုံစံတွေကိုချပြပြီးပေါင်းစပ်ပြီး game plan ဆွဲလိုက်မယ်ဆိုရင်တကယ်ကိုအထောက်အကူဖြစ်စေပါတယ်ဆို Joshua Van ကပြောဆိုသွားခဲ့တာဖြစ်ပါတယ် Joshua Van နဲ့ထိုးသက်ရမယ့် Brandon Royval ကလည်းသူ့အနေနဲ့ Van ကိုအကောင်းဆုံးအနိုင်ပြသွားမယ့်အကြောင်းအခုလိုမျိုးထပ်မံပြောဆိုသွားခဲ့ပါတယ်ကျွန်တော်ကတော့လာမယ့်29ရက်နေ့မှာ Flyweight တဲ့ရင်ခုန်စရာအကောင်းဆုံး fighter နဲ့ထိုးသက်ရတော့မှာပါအဲ့ဒီခြာတိတ်ကငယ်ပေမဲ့မခေပါဘူးပညာရဲ့ပိုင်းကလည်းစုံပါတယ်ပြောရမယ်ဆိုဆရာကြီးတဆူလိုပါပဲသူနဲ့ထိုးသက်ရမှာရှင်တော့ခုံပါတယ် UFC မှာလည်းဒီကောင်က record ကောင်းတစ်ခုကိုယူပြထားနိုင်ခဲ့ပါပြီရှစ်ပွဲထိုးသက်ထားပြီး9ပွဲနိုင်ထားတဲ့ဆိုကြတဲ့ကဒီကောင်ကလုံးဝမခေဘူးဆိုတဲ့သက်သေပြနေတာပါဒါမဲ့ကျွန်တော်တို့တော့စိတ်ပူစရာလည်းမရှိသလိုသူနဲ့ထိုးရမှာအရင်ကြီးတော့စိတ်လှုပ်ရှားနေတာမျိုးလည်းမဟုတ်ပါဘူးသူကကျွန်တော်ကိုတော့ကြော်ဖြတ်နိုင်မှာမဟုတ်ပါဘူးကျွန်တော်ကသူ့ထက် level လည်းအများကြီးပိုမြင့်ပါတယ်စွမ်းဆောင်ရည်ပိုင်းမှာလည်းသူ့ထက်အများကြီးပိုတာမယ်လို့ကိုထင်ပါတယ်ပိုပြီးစိတ်လှုပ်ရှားမိတာကတော့ကျွန်တော်အနေနဲ့ဒီပွဲမှာ Flyweight တဲ့ Champion လူပွဲနဲ့အတူတူကျွန်တော်ရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ပြစ်မှတ်ကတော့ Joshua Van ကိုအေးအေးဆေးဆေးအနိုင်ပြဖို့ပါပဲဒီပွဲပြီးရင်ကျွန်တော်အနေနဲ့ Champion လူဝင်ကိုထိုးသက်သွားကြပါတယ်ကျွန်တော် Van ကိုအနိုင်ပြီးခပတ်လူပွဲကျင်းတွေထိုးရမယ်ဆိုတော့ကျွန်တော်လည်းသိထားပြီးသားပါအခုတော့ကျွန်တော်အနေနဲ့ဒီခြာတိတ်နဲ့ပွဲပေါ်ပဲပြေဝအာယုံစိုက်နေပါတယ်29ရက်နေ့မှာတွေးကြရအောင် Joshua Van ရေဆိုပြီး American Fighter Brandon Royval ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်Fan ရဲ့ပြိုင်မဲ့ပြောပုံတွေကတော့သူက Joshua Van ကိုလုံးဝ short တွက်မထားပါဘူး။မာနယ်ကတ်အတွက်ပြင်ဆင်မှုတွေကိုလည်းသူကအချိန်တော်တော်ကြာလှုပ်ဆောင်ထားတာဖြစ်ပါတယ်။ Fan နဲ့စားထုတ်ဝင်လာတဲ့ပုံမှာလည်းသူ့အနေနဲ့အရင်ကြီးစိတ်လှုပ်ရှားမှုတွေမရှိသလိုပြင်ဆင်မှုတွေကိုလည်းအများကြီးပြောင်းလဲလှုပ်ဆောင်ရတာမျိုးမရှိဘူးလို့ပြောဆိုထားပါတယ်။ဒါကြောင့်မလို့ Brandon Royval ကတော့သူ့အနေနဲ့အကောင်းဆုံးနိုင်မယ်ဆိုပြီးတော့ပဲယုံကြည်ချက်တွေမြင်မာနေတာတွေ့ရပါတယ်။
Joshua Van ကလည်းသူ့အနေနဲ့ Brandon Royval ကိုနိုင်မေထင်လို့ဒီပွဲကိုလက်ခံခဲ့တာပါလို့မြန်မာပရိသတ်တွေစီဖွင့်ဟထားပါတယ်။ UFC ကတော့ဒီပွဲကိုတကယ်ကိုစိတ်ဝင်စားနေတာပါ။ဘာကြောင့်လဲဆိုတော့ Brandon Royval ရဲ့အနောက်မှာလည်းပရိသတ်အင်အားတောင်းလို့ Joshua Van ရဲ့အနောက်မှာလည်းမြန်မာပရိသတ်တွေဘလောက်များလဲဆိုတာ social media ပေါ်က engagement တွေကိုကြည့်ရင်သိတာပါတယ်။ Joshua Van နဲ့ရင်ဆိုင်ထိုးသက်မဲ့ Brandon Royval ကလည်းလုံးဝခေတဲ့ fighter မဟုတ်ပါဘူး။ဒါကြောင့်ပွဲရဲ့ရလဒ်ကတစ်မျိုးတစ်ပုံအမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ပွဲဆက်စချင်းဖြစ်တော့ကပိုကီတိုင်းတွေက Joshua Van ကိုအထက်ကြီးပေးထားပေမဲ့လက်ရှိမှာတော့ Joshua Van ကိုအောက်ကြီးပြန်ပေးလိုက်ပါတယ်။အောက်ကြီးပေးထားပေမဲ့လည်းခပ်ပြင်းပြင်းကြီးပေးထားတာမဟုတ်ပါဘူး။ Van အနေနဲ့2 point ကျော်နဲ့ရထားပြီး Brandon Royval အနေနဲ့ 1.7 အကျော်နဲ့ပေါက်နေတာပါ။ဒါကြောင့်မလို့ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာပိုကီတိုင်းတွေတော့မှသုံးသပ်ထားတာမျိုးမဟုတ်ပါဘူး။ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာတကယ်ကိုရင်ခုန်စိတ်လို့ရှားဖို့ကောင်းပါတယ်။ကျွန်တော်တို့ပြည်သက်တွေနေနဲ့လည်းတကယ်ကိုရင်ခုန်နေကြပြီထင်ပါတယ်။29ရက်နေ့ကမကြခင်အချိန်ကာလတစ်ခုမှာကျွန်တော်တို့ပြည်သက်တွေရှိရောက်ရှိလာတော့မှာပါ။ Fan အနေနဲ့ဒီပွဲမှာသာနိုင်သွားရင်ကျွန်တော်တို့လိုချင်နေတဲ့မြန်မာ fighter တယောက်အနေနဲ့ချန်ပီယံလူ့ဘွဲ့ပွဲကြီးကိုရင်ဆိုင်ထိုးသက်သွားရတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ချင်း fighter လေးအနေနဲ့ဘလို့နိုင်မွေးမျိုးပုံဖော်သွားမလဲဆိုတာရင်သက်ရှုမောပဲစောင့်ကြည့်ရမှာပါ။ဒီချိန်မှာကြည့်ရမယ့်ပွဲကအရင်ပွဲတွေလိုမျိုးတော့အရင်ကြီးလွယ်ကူနေမှာလည်းမဟုတ်ပါဘူး။ပြိုင်ဘက်က number 1 နေရာမှာရက်တည်နေတဲ့ fighter ဖြစ်တဲ့ကြောင့်မလို့လွယ်လွယ်နဲ့လည်းနိုင်မှာမဟုတ်ပါဘူး။ကောင်းကောင်းမွန်မွန်နဲ့အကောင်းဆုံးနိုင်ပွဲယူပြနိုင်မှုပဲလိုပါတယ်။ယခုထပ်ပြီးပြောချင်တာကဒီပွဲထိုးလိုက်ရလို့ fan အတွက်အရှုံးမရှိပါဘူး။ဒီပွဲမှာနိုင်သွားရင်သူ့အနေနဲ့ချန်ပီယံလူ့ဘွဲ့ရသွားဖို့ပဲရှိတာပါ။ရှုံးနေသွားရင်လည်းသူ့အနေနဲ့အရင်စိုးရိမ်စရာလိုမယ်မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့လူစားတော့ဝင်ကစားပေးရတာဖြစ်တဲ့ကြောင့်မလို့ပြည်သက်တွေကလည်း Joshua Van ကိုအပြစ်တင်ကြမှာမဟုတ်ပါဘူး။နောက်ပွဲမှာအကောင်းဆုံးကြိုးစားပြီးပြန်လာမယ်ဆိုရင် fan အနေနဲ့အတိုင်းအတာတစ်ခုကိုပြန်လဲရောက်ရှိလာအောင်ပါပါ။ဒါတွေကဖြစ်နိုင်တဲ့အရာတွေကိုသုံးသပ်တင်ပြတာဖြစ်ပါတယ်။ fan အနေနဲ့နိုင်ပွဲကိုလည်းယူပြသွားနိုင်နေရှိပါတယ်။တစ်ဖက်ပြိုင်မဲ့ fighter ကိုအလဲမထိုးနိုင်တော့မှအမှတ်ဆုံးဖြတ်ပြီးရောက်အောင်ကစားနိုင်မယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Brandon Royval က5ကြီးပုံစံမျိုးထိုးသက်တဲ့ fighter ဖြစ်ပါတယ်။ဒီကြိမ်ထိုးသက်ရမယ့်ပွဲက3ကြီးပွဲအနေနဲ့ရင်ဆိုင်ထိုးသက်ရမှာပါ။ fan အနေနဲ့3ကြီးပွဲတွေကိုထိုးသက်လာတာကဒူးနဲ့ထေးတောင်ဖြစ်နေပါပြီ။ဒါကြောင့်မလို့ fan ပထမအချိန်မှာအကဲခတ်မဲ့ဒုတိယအချိန်မှာပြိုင်မဲ့ fighter ကိုဝင်အရှိန်ကောင်းကောင်းနဲ့ကစားမယ်အဲ့လိုပုံစံမျိုးနဲ့ကစားတတ်တာဖြစ်ပါတယ်။ Brandon Royval အနေနဲ့တော့ဘလို့ပြင်ဆင်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ။ကျွန်တော်တို့ချင်း fighter လေးအနေနဲ့လည်းမလျှော်သောဇွဲနဲ့တေချာပြင်ဆင်ထားဖို့လိုမယ်ထင်ပါတယ်။ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာတော့လာမယ့်29ရက်နေ့မနက်မှာစောင့်ကြည့်လိုက်ကြရအောင်ပါပြည်သက်များခင်ဗျာ။ဒီနေ့မနက်ပိုင်းမှာဆိုရင် UFC Fight Night ပြိုင်ပွဲကြီးကိုကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲမှာနမဲကျော် welterweight ချန်ပီယံဟောင်း Kamaru Usman ပါဝင်ထိုးသက်ခဲ့ပါတယ်။ Kamaru Usman ဟာနမဲကျော် fighter ဘာကလီနဲ့ရင်ဆိုင်ထိုးသက်ခဲ့တာဖြစ်ပါတယ်။ Kamaru Usman အားကြီးထိုးသက်ခဲ့ရတာဖြစ်ပြီး၄ကြီးလုံးကိုဘာကလီကိုတိတ်တောင်းနေလှုပ်လိုက် ground မှာပဲ control လုပ်ပြီးကစားသွားတာဖြစ်ပါတယ်။ပွဲချိန်နဲ့အဖြစ်မပေါ်လို့ဒိုင်ဆုံးဖြတ်ခံရမှာတော့ Kamaru Usman ကအနိုင်ရခဲ့ပါတယ်။ Usman အနေနဲ့လည်းအကောင်းဆုံးစွမ်းဆောင်ရည်ကိုချပြနိုင်ခဲ့ပါတယ်။သူအနေနဲ့ဘာကလီကို striking ဘိုင်းမှာမရှင်းနိုင်ပေမဲ့သူအားသာတဲ့တပန်းဘိုင်းမှာတော့ရှင်းနိုင်တာတွေ့ရပါတယ်။ဒါကြောင့်မလို့ Kamaru Usman ရဲ့ပရိသတ်တွေအနေနဲ့တော့ဒီနေ့မှာဝမ်းသာစရာနိုင်ပွဲတစ်ပွဲကိုရရှိလိုက်တာပါ။ Usman အနေနဲ့အသက်အရွယ်ကလည်းရလာပြီဖြစ်တဲ့ကြောင့်မလို့အများကြီးတော့မျှော်လင့်ထားလို့မရတော့ပါဘူး။ဘလို့ခင်းချင်းတွေဖြစ်လာမလဲဆိုတာဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ဒါမင်းဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာယာပျော်ရွှင်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ရပါစေ